ပါလိမ့်ရှင်ဒီမှာအခုခေါ်ပြောတင်ပြမယ်တရားဒေသနာလေးရဲ့အကြီးကတော့မြန်မာနိုင်ငံနဲ့အစ္စလာမ်သာသနာပဲဖြစ်ပါတယ်ရှင်အစ္စလာမ်ဆိုတာကနေရာဒေသအချိန်ကာလကိုကျော်လွန်ပြီးတော့နိုင်ငံနဲ့ပရမတ္တသစ္စာတရားပါပဲအစ္စလာမ်တရားတော်ရဲ့အခြေခံနေရာဆိုရင်ဒီတိရဲ့ဒေသခေတ်ကာလမှာမစိုးပြင်သုံးနိုင်တဲ့ဘဝတည်ဆောက်မှုလမ်းစဉ်တစ်ခုပဲဖြစ်ပါတယ်မြန်မာနိုင်ငံဆိုတာကနိုင်ငံအတွင်းမှာမိသေးနေထိုင်တဲ့သူအားလုံးရဲ့အေးတူကူမျှမျှဝေခံစားရမယ်မိသားစုပိုင်းအမိကြီးကြီးပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကာလကတည်းကအတီးကြနေထိုင်နေကြတဲ့အစ္စလာမ်ဘာသာဝင်တွေအားဆိုရင်အလာဟူရှင်ရဲ့ခွင့်ပြုချက်နဲ့ဆက်လက်တည်ရှိနေဦးမှာပါပဲတမန်တော်ဆလလောလဟ်အလိုင်းဝါဆလမ်ကမိန့်တော်မူခဲ့တဲ့မိမိတို့နေထိုင်ရာတိုင်းပြည်ကိုချစ်မြတ်လို့ခြင်းဟာဆိုရင်အီမန်ယုံကြည်ခြင်းပဲဖြစ်တယ်လို့မိန့်တော်မူခဲ့ပါတယ်ရှင်အဲ့ဒီနည်းတူပဲခေတ်ဆက်ဆက်မှာငြိမ်းချမ်းရေးကိုပဲဥတည်လိုလားခဲ့ကြတဲ့အစ္စလာမ်ဘာသာဝင်မွတ်စလင်တွေအားဆိုရင်တိုင်းပြည်ကိုအသက်သွေးချွေးပေးပြီးချစ်ခဲ့ကြတယ်ဆိုတာမြမသမိုင်းတွေကသက်သေခံရရှိပါတယ်ရှင်ဘိုးတော်ဘုရားလက်ထက်မှာဆိုရင်အစ္စလာမ်ဘာသာဝင်တွေကစိတ်ရေးတောင်းဝင်တွေကိုဒါမကပဲအရက်ဘက်တောင်းဝင်တခြားတောင်းဝင်တွေနဲ့တန်တမန်ကြီးရတောင်းဝင်တွေပါအမှုထမ်းခဲ့ကြပါတယ်မြမစာပေထူးချွန်နေတဲ့သူတွေထဲမှာတန်တော်ဦးတင်လွာကျန်းဘင်္ဂလားသွားခရီးသွားမှတ်တမ်းတွေနဲ့ခင်းရှားခဲ့တဲ့စာဆိုတော်ကြီးဦးနုဟာဆိုရင်စာပေထူးချွန်ရုံနဲ့မကပဲဘရင်ပေါ်ပါသစ္စာရှိခဲ့တဲ့အတွက်ဘိုးတော်ဘုရားကိုယ်တိုင်ရွှေတောင်တာဝတူပွဲနဲ့တကွဗြဟ္မဝတီမြို့ဝင်ဖြစ်ပါဖန်ခဲ့ပါတယ်။ဘာကြီးတော်မင်းလက်ထက်အာသမဏိဘူရရေးခင်မှာဝင်းကြီးဒရုံးမဟာဗန္ဓုလာနဲ့အတူရဲရဲဝင်းဝင်းတိုက်ခိုက်ခဲ့တဲ့သူတွေကတော့နေမျိုးပုံနဲ့ပွဲရထန်ဆက်ဖို့လို့ခေါ်တဲ့အတုကရင်နဲ့ဘုံမီရသာလို့ပဲဖြစ်ပါတယ်ရှင်။နေမျိုးပုံနဲ့ပွဲရထန်ဆက်ဖို့လို့ခေါ်တဲ့အတုကရင်ရဆိုရင်ကတဲရေးတော်ပုံနဲ့အာတန်ရေးတော်ပုံတို့ကိုအောင်မြင်စွာနှိမ်နင်းပေးခဲ့တဲ့အတွက်ဘာကြီးတော်ကစစ်ဖို့ကြီးရာသူချင်းချင်းနဲ့အပြင်ကိုအင်ဒိုချိုင်းနာစစ်တမ်းမှုဖြစ်ပါဖန်ခဲ့ပါတယ်။အင်္ဂလိပ်မြန်မာပထမစစ်ပွဲကိုတူတူချင်းချုံနဲ့အမှုထမ်းခဲ့ကြတဲ့ရခိုင်စုရဲ့တပ်ဖွဲ့ကောင်းကဦးရွှေတိုင်းနဲ့ဦးရွှေမိုင်းကိုကလီဝကျောင်းကုန်ရဲ့နေရာအခုလက်ရှိအောင်ဆန်းကွင်းသားမှာရှိတဲ့ချမ်းဘက်ပလီနဲ့ရန်ကုန်မြို့လမ်း130မှာရှိတဲ့တိန်နေကုန်းပလီတို့ကိုဆုလက်တော်ဖြစ်တဲ့ဘာကြီးတော်ကချင်းချင်းခဲ့ပါတယ်ရှင်။အာယာဝတီမင်းလက်ထက်မှာဆိုရင်လည်းအစ္စလာမ်ဘာသာဝင်မဟာမင်းတင်ကမောင်ပိုင်တက်လို့ခေါ်တဲ့ဘိုင်းဆက်ကိုအမရပူရာမြို့ဝင်ဖြစ်ခံခဲ့ပါတယ်။တောင်တမန်အင်ဒူဒရာကြီးရဲ့အလူရှင်ဥပေကိုလည်းမြို့စည်းဖြစ်ခံခဲ့ပါတယ်ရှင်။အင်္ဂလိပ်မြန်မာတတိယစစ်ပွဲကိုမှဆိုရင်လည်းအတုပတိလို့ခေါ်တဲ့ဘုံမာမလေးကရခိုင်မွတ်စလင်အင်အား900ခန်းနဲ့တိမ်ကျူခဲတက်ကနေဦးစီးတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနည်းတူပဲနေမျိုးကုံနဲ့ရဲ့တာမြင့်တက်ဘဝလီခံကဒေယာဝတီနဲ့ဗရောင်းတို့ကနေခုခံတိုက်ခိုက်ခဲ့ပါတယ်ရှင်။မင်းတုံးမင်းနဲ့ကနောင်မင်းသားတို့ဟာဆိုရင်နောင်တော်ပကံမင်းကိုပုံကန်တိုက်ခိုက်ခဲ့ခါမှာအစ္စလာမ်ဘာသာဝင်ဥပိုးနဲ့ဥရက်တို့ပါပါတယ်။မင်းတုံးမင်းနဲ့ကနောင်မင်းသားတို့ဟာဆိုရင်ရွှေဘဝနဲ့အမရပူရာကိုခြိတက်တဲ့ခါမှာရွှေလက်ရတနက်စီတွေတောက်ကြီးနဲ့တကွာကလပြူတနက်မှုတန်းဒူ300ရာဆိုရင်နောင်တော်ပကံမင်းကိုအောင်မြင်တဲ့ကြည့်ကိုတိုက်ခိုက်ခဲ့ကြပါတယ်။တိုင်းပြည်မှာမိကင်းနေထိုင်တဲ့တတိမှုတန်းမိဟာဆိုရင်ကလပြူကင်းသားများစစ်တီတော်တွေဖြစ်နေတိုင်းပြည်ပေါ်သစ္စာရှိရှိလူထမ်းခဲ့ကြပါတယ်။မင်းတို့မင်းလက်ထက်မှာထူးခြားတဲ့တရရှိတာဒီထူးခြားတဲ့ကဘာလဲဆိုတော့အစ္စလာမ်ဘာသာဝင်တွေဟက်ပြီးတော့ပို့သွားတဲ့မကာစီမြို့တော်မှာမြန်မာဟာကြီးတွေအေးအေးချင်းချမ်းနဲ့တဲခုနိုင်ဖို့အတွက်ရိုဘတ်လို့ခေါ်တဲ့ခေါင်းစည်းရက်ကြီးစောင်းလို့တန်းခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒီပေါ်မင်းလက်ထက်အင်္ဂလိပ်မြန်မာတတိယစစ်ပွဲမှာနေချက်အင်္ဂလိပ်ကိုတိုက်ထုတ်ဖို့အတွက်တောင်တွင်းကြီးစစ်ကြောင်းကိုအသက်မျိုးဝပြည်လေမျိုးသားမင်းကြီးမဟာမင်းကြီးရာသာလို့ခေါ်တဲ့မွတ်စလင်မျိုးသားဦးကျုံကြီးတဲ့စေခဲ့ပါတယ်။နေချက်အင်္ဂလိပ်ကိုတိုက်ထုတ်တဲ့နေရာမှာဆိုရင်လည်းတမှုကြီးဥပိုးကအရန်ကိုပြင်ရှားပါလေရှိဥပိုးကနဲ့အတူသူ့ရဲ့ဗာကြီးဗာတွေဖြစ်ကြတဲ့ဘိုးကျဲဘိုးကြယုံဘုံမောင်တို့အပါအဝင်မင်းလာခံတက်ကနေရည်ရည်ချင်းချင်းတိုက်ထုတ်ခဲ့တဲ့အတွက်ဥပိုးကကိုယ်တိုင်တနက်တန်ရအောင်ပြင်းပြင်းထန်ထန်ရရှိခဲ့ပါလေရှင်မြန်မာနိုင်ငံရဲ့နန်းဆက်နောက်ဆုံးပြီးတီပေါ်နဲ့ပါတော်မူတဲ့အထီကိုသစ္စာရှိနဲ့အမှုထမ်းခဲ့ကြပါတယ်။နန်းတွင်းရေးရှုပ်ထွေးမှုကိစ္စရပ်ဒီမှာကြည့်မယ်ဆိုရင်လည်းအစ္စလာမ်ဘာသာဝင်တွေအားဆိုရင်တင်းရှင်းစွာနေထိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့အစ္စလာမ်ဘာသာဝင်တွေအားဆိုရင်တိုင်းပြည်ပေါ်အချစ်ထားတယ်ဆိုတာအရန်ကိုဖြေရှားပါတယ်ရှင်။အဲ့ဒီအပြင်အစ္စလာမ်သာသနာဟာဆိုရင်လည်းဘယင်မင်းတွေကိုယ်တိုင်အတိအမှတ်ပြုယုံကြည်ရတဲ့သာသနာတစ်ခုဖြစ်တဲ့ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ခဲ့ပါတယ်။သူ့ကြုံဘဝကနေလွတ်မြောက်အောင်နေချဲကိုတိုက်ထုတ်ခဲ့တဲ့ဘိုးကျောင်းအောင်ဆန်းရဲ့ဘိုးမင်းအောင်နဲ့အတူတက်ဆွန်ကြိုးပမ်းတိုက်ထုတ်ခဲ့တဲ့သူကတော့အစ္စလာမ်ဘာသာဝင်ဘိုးရခုပဲဖြစ်ပါရဲ့ရှင်မြန်မာပြည်ကြီးလွတ်လပ်ရေးရဖို့အတွက်
အသက်သွေးချွေပြစ်ဆက်ခဲ့ကြတဲ့အာဂါနီသူရဲကောင်းတွေရဲ့ကအစ္စလာမ်ဘာသာဝင်ဆရာကြီးဦးရဇနဲ့ရဲဘော်ကိုဖေးတို့ပါပါတယ်1920ပြည့်နှစ်ပထမတောင်းသားတစ်ပိတ်ခေါင်းဆောင်ဆက်တုံးထဲမှာတန်ရွဲဥပရှင်ရကွင်းရခိုင်မွတ်စလင်တို့ဥပအဲ့ဒီအချိန်မှာဆရာကြီးဦးရဇအပါအဝင်မြန်မာမွတ်စလင်ကျောင်းသားတွေအနည်းနာခံပါဝင်ခဲ့ပါတယ်ရှင်1930ပြည့်နှစ်ဆရာဆန်းတောင်းလူလေသမားရေးတော်ပုံမှာဆိုရင်လေတာကြီးစိန်ကလုံးတကြီးကုတူတူနဲ့တကွမြန်မာမွတ်စလင်မျိုးချစ်တွေအများကြီးပါပါတယ်ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတာဖွယ်စည်းရေးကိုဦးဆောင်ခဲ့တဲ့သူတွေကတော့စစ်မြောက်ရေးဥပဒေအစ္စလာမ်ဘာသာဝင်ဦးကျော်ဖြစ်တဲ့တာစီမင်းကိုဦးဆောင်ရေးဆွဲတဲ့ဦးရရှိတို့ပဲဖြစ်ပါလိမ့်ရှင်ရန်ကုန်တက္ကသိုလ်မှာနေချက်ဘုံတော်ခွဲတွေကိုမတီးဆိုဖို့အတွက်ဦးဆောင်အန်တုခဲ့တဲ့သူကတော့အစ္စလာမ်ဘာသာဝင်တန်လွဲမှုထုံးစံနဲ့ဖြစ်ပါလိမ့်ရှင်ဒီလိုအန်တုခဲ့တဲ့အတွက်လည်းအရေးယူခြင်းခံခဲ့ရတယ်အဲ့ဒီနောက်မှာသူကဆိုရင်ရန်ကုန်တက္ကသိုလ်သမဂ္ဂရဲ့ပထမဆုံးဥက္ကဋ္ဌဖြစ်ရွေးချယ်ခြင်းကိုခံခဲ့ရပါတယ်ငရဲပွေးကြီးလွတ်နေပြီဆိုတဲ့ဆောင်းပါးကြောင့်21ရက်နေ့နလ1936ခုနှစ်မှာကိုအောင်ဆန်းတောင်းထုတ်ခံခဲ့ရတယ်။မကြာမီမှာအိုးရမတဲ့အယ်ဒီတာကိုအောင်ဆန်းအရေးယူခံရတော့မှဖြစ်တဲ့အတွက်1936ခုနှစ်မှာဒုတိယတောင်းသားတစ်ပိတ်ကိုစတင်ခဲ့ပါတယ်။ဒီတစ်ပိတ်ကိုဘယ်သူကဦးဆောင်လဲဆိုတော့တာရဲ့ဒုဥက္ကဋ္ဌဖြစ်တဲ့ဦးရရှိကဦးဆောင်နေတာပါ။ဒီချက်တွေကိုကြည့်အောင်လည်းအစ္စလာမ်ဘာသာဝင်မြန်မာမွတ်စလင်တွေရဲ့ရဲဝင်းနဲ့နေချင်းစံကြီးလှုပ်ရှားမှုကိုတတိပြုနိုင်မှာပါ။ဘိုးကျောင်းဆန်းကဆိုရင်လွတ်လပ်ရေးအတွက်အကျိုးဖြစ်တဲ့အောင်ဆန်းအတ္တလီစာချုပ်ချုပ်ဆိုဖို့အတွက်အင်္ဂလန်ကိုရောက်နေတဲ့အချိန်မှာရှမ်းခေါ်ဘွားဆိုတာကပြောခဲ့တယ်ဆိုတော့ဘိုးကျောင်းကဆိုရင်ငါတို့ရဲ့ကိုယ်စားလှယ်မဟုတ်ဘူးဗမာကောင်တော့တူပဲဖြစ်တယ်ဆိုပြီးတော့ကန့်ကွက်ပါတယ်။ဒီလိုလဲကန့်ကွက်တော့ဘိုးကျောင်းလည်းအဆက်ကြုံရပါ့။အဲ့ဒီအချိန်မှာအစ္စလာမ်ဘာသာဝင်ဥထေခင်ရဆိုတောင်ကြီးကိုသွားပြီးရှမ်းကောင်းကိုစီးရောက်ခဲ့တာလေရှင်။နောက်ဆုံးမှာဥထေခင်ရဲ့စီးရုံမှုကြောင့်ပဲရှမ်းလူထုကဘိုးကျောင်းကိုခေါင်းဆောင်ဖြစ်ထောက်ခဲ့တယ်။မြန်မာမွတ်စလင်တွေကလည်းဘိုးကျောင်းကိုခေါင်းဆောင်ဖြစ်ထောက်ခံတယ်ဆိုတဲ့အကြောင်းကိုလန်ဒန်ကိုအကြောင်းကြားခဲ့ပါတယ်။ဒါကြောင့်မို့ပဲဘိုးကျောင်းအောင်ဆန်းကဆိုရင်အောင်ဆန်းအတ္တလီစာချုပ်ကိုအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့တာပါ။1948ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာပင်လုံစာချုပ်ချုပ်ဆိုဖို့အတွက်ပြတ်သွားပါဒီလိုပြတ်သွားတဲ့အတွက်လည်းဘိုးကျောင်းကဆိုရင်ရန်ကုန်ပြန်ဖို့တော့လေးစီစဉ်ငါးပြီးပါပြီအဲ့ဒီအချိန်မှာဗမာမွတ်စလင်ဥပိ္ပင်ကဆိုရင်ဘိုးကျောင်းကိုဖြောင်းဖြပြီးတော့တညတာအချိန်လေးပေးဖို့အတွက်တောင်းဆိုခဲ့ပါတယ်အဲ့ဒီနောက်မှာဘိုးကျောင်းရဲ့အတွင်းဝင်ဘိုးထုံးလအပါဝင်တောင်တန်းဒေသနဲ့ပူပေါင်းပြီးကျိုးပန်းလိုက်တဲ့အခါမှာနောက်နေ့12ရက်နေ့က1948ခုနှစ်မှာပင်လုံစာချုပ်ချုပ်ဖို့အတွက်အသင့်ဖြစ်သွားပါတယ်တောင်တန်းနဲ့ဒီမှာပူပေါင်းပြီးတော့ပင်လုံစာချုပ်ကြီးကိုအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါလေရှင်ဒါကြောင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးပေါ်ပေါက်လာခြင်းဟာဆိုရင်အစ္စလာမ်ဘာသာဝင်ဗမာမွတ်စလင်ကွန်ဂရက်ရဲ့အဓိကဆွမ်းဆောင်မှုလည်းပါဝင်နေဆိုတော့တွေ့ရပါတယ်။ကျမ်းစာမြတ်ကုရ်အာန်စူရာလေးအာယတ်တော်59မှာအိုအီမန်တဝင်ရင်ဒီသူအပေါင်းတို့အတင်တို့ဒီအလောင်းရှင်ရဲ့အမိန့်တော်များကိုလိုက်နာကြလိမ့်မို့ထိုနည်းတူစွာရစူတမန်တော်၏အမိန့်တော်များကို၎င်းမိမိတို့နတ်မှာခေါင်းဆောင်များရဲ့အမိန့်တော်များကို၎င်းလိုက်နာကြလိမ့်ကုန်ဆိုပြီးဖော်ပြထားတာရှိဒီကောင်းကြောင်းနေနဲ့တင်များနေတာကခေတ်ဆက်ဆက်မှာငြိမ်းချမ်းရေးကိုပဲဥတီလိုလာခဲ့ကြတဲ့အစ္စလာမ်ဘာသာဝင်မြန်မာနိုင်ငံဘွားမွတ်စလင်တွေဟာဆိုရင်တိုင်းမညီကိုမောင်နှမတွေနဲ့တော့မကပဲတခြားဘာသာညီနောင်တွေနဲ့ပါဥမကွယ်ရဲ့တိုင်းနဲ့ပြက်အေးတူပူညလက်တွဲညီညီကဘာတီတူရဲ့ကိရှိနေမှာပဲဖြစ်ပါလေရှင်ဒါကြောင့်အစ္စလာမ်ဘာသာဝင်မွတ်စလင်တွေနဲ့ကလည်းမိမိတို့နေထိုင်တဲ့တိုင်းပြည်ကိုချစ်မြတ်လို့ရမယ်တစ္ဆာဆောင်ထင်ရတယ်ဆိုတဲ့အကြောင်းကိုအစ္စလာမ်ကတုံ့တင်ဆုံးမလာတော့တသွေးမသိနိုင်နိုင်ကျင့်သုံးရပါမယ်ရှင်အဲ့ဒီအပြင်ရှေ့ဘိုးဘေးတွေရဲ့အတုံးနမူနာကောင်းနေတိုင်းလဲနေထိုင်ဖို့လိုပါတယ်ကျမတို့မြန်မာပြည်ကြီးဟာဆိုရင်ကျောင်းဆုံးပန်းတွေဖူးပွင့်နေတဲ့ဥယျာဉ်ကြီးတစ်ခုလိုပဲလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်တဲ့နိုင်ငံတော်ကြီးပဲဖြစ်ပါတယ်ပြီးတော့ကျမတို့မြန်မာပြည်မှာဆိုရင်လည်းဒီတိဘာသာတရားမှာပေါ်ထွန်းလာခြင်းမရှိဘဲနဲ့ကိုဘာသာပေါင်းစုံရှိနေခြင်းဟာဆိုရင်လည်းတိုင်းပြည်ရဲ့လှပတဲ့ကြားရုပ်တစ်ခုပါပဲဒါကြောင့်တမန်တော်ဆလလောင်းလိုက်ဆလမိတ်တော်မူခဲ့တဲ့မိမိတို့နေထိုင်ရာတိုင်းပြည်ကိုချစ်မြတ်လို့ခြင်းဟာဆိုရင်အီမန်ယုံကြည်ခြင်းပဲဖြစ်တယ်ဆိုတဲ့မိန့်ခွန်းချက်ကိုလိုက်နာကြည့်ပြီးတော့မှကျမတို့အစ္စလာမ်ဘာသာဝင်တွေဟာဆိုရင်လွန်ခဲ့တဲ့အတိတ်ကာလကနေခုချိန်ကြီးကိုတမိုင်းမှာအစင်လာကောင်းတွေအများကြီးရှိခဲ့တယ်ဒါကြောင့်မြန်မာနိုင်ငံနဲ့အစ္စလာမ်သာသနာဆိုပြီးတော့ခေါင်းစဉ်တက်ပြီးပြောမယ်ဆိုရင်သာသနာနဲ့မြန်မာမွတ်စလင်တွေဟာဆိုရင်တိုင်းပြည်ကိုအကျိုးပြုခဲ့တယ်ပြောမယ်ဆိုရင်အကျိုးပြုလုပ်ငန်းတွေအများကြီးလုပ်ခဲ့ပြီးဖြစ်တဲ့အတွက်နောက်လာမယ့်မျိုးဆက်တဲ့ကျမတို့လက်ထက်မှာဆိုရင်လည်းတိုင်းပြည်ရဲ့တိုးတက်ရာတိုးတက်ကြောင်းတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါဝင်ဆောင်ရွက်တော်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောကြရင်းနဲ့ဒီကုန်းချုပ်လိုက်ပါလိမ့်ရှင်။ဗမာနိုင်ငံ